အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့သူတောက်အောင်ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးနော်မနေ့ပြန်ကျွန်တော်တို့24ရက်နော်9လ2026တောက်ကြနေနောက်ဆုံးအပိတ်ပွဲလေးကိုရောက်ရှိလို့လာပါပြီကဲနောက်ဆုံးပိတ်နော်အဲ့နဲ့လွယ်မဲ့ချင်းမိတ်ဆွေညီကိုမောင်နှမများအားလုံးပြီးဆုံးနိုင်အောင်ကြည်ပေးပါနောက်ပြီးတော့ဒီဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည်ပေးနော်ဘာဖြစ်လို့လဲဆိုတော့အရေးကြီးတာလေးတွေကျွန်တော်ပြောစရာရှိလို့ပါเนาะဒါကြောင့်မို့ဗီဒီယိုဖိုင်လေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲဒီနေ့လဲကျွန်တော်တို့เนาะကြာတာမလေးနေ့မှာလဲကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะအားလုံးပဲနှစ်သီးစားโอเคပြန်ပြီเนาะသုံးပတ်သီး3ည3မိန်းကွက်เนาะကဲအားလုံးပဲဘယ်လောက်ပို့ရတယ်ဆိုတာကိုယ့်ဘက်ကိုကွန်မန့်လေးတွေထဲမှာဝင်ပြီးတော့မှန်ပေးသွားလိုက်ပါเนาะအထွေတူပြောစရာမလိုပါဘူးပေါက်တယ်ရတယ်ဆိုရင်ဝမ်းသာပီတိဖြစ်ပါတယ်เนาะကဲကျွန်တော်တို့เนาะအရေးကြီးတာလေးကကျွန်တော်ရှေ့လာမယ်ပွဲမှာပေါ့နော်ကျွန်တော်တို့ပိတ်ရရှိပါတယ်နော်ရှေ့လာမယ်ပွဲမှာကျွန်တော်တို့အင်္ဂါပုတ်တဘူး2ရက်ပိတ်ပါတယ်ကဲဒါကြောင့်မို့ကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပေါ့နော်ရှေ့လာမယ်ပွဲမှာကျွန်တော်အဖွဲ့ဝင်များအားလုံးနားပါမယ်ကျွန်တော်အဖွဲ့ဝင်လုံးဝမခေါ်ပါဘူးနော်လူတစ်တည်းမခေါ်ပါဘူးလူဟောင်းလည်းမခေါ်ပါဘူးပုတ်တဘူးမကျော်မွေးကွက်အဖွဲ့ဝင်မဲ့နော်အားလုံးကိုနားပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပိတ်ရက်ရှိလို့ပါเนาะ။ကဲဒါကြောင့်မို့တကယ်လို့ခေါ်ခဲ့ရင်လည်းကျွန်တော်မဟုတ်ပါဘူး။အားလုံးပဲသတိပြုလို့ရအောင်ကျွန်တော်ပြောပေးတာဖြစ်တယ်เนาะ။ထပ်ပြောပါမယ်။ကျွန်တော်ရှေ့လာမယ့်ပွဲမှာအဖွဲ့ဝင်အားလုံးနားပါမယ်။ခေါ်ခဲ့ရင်လည်းကျွန်တော်မဟုတ်ပါဘူးเนาะ။ကဲဖေးစောကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းကိုမြင်ပြီဆိုရင် like လက်မှာအသေးလေးတွေနှိပ်ပေးတော့ပါ share မှု share အားလေးနဲ့ကူညီပေးပါ။ကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်ရတွေ့အောင်ကျွန်တော်ရဲ့ page ကို follow လေးတွေနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့။ကဲတောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာဘိုင်နေနေဆိုရင်6ဘိုင်1ဘိုင်ပါเนาะ6ပတ်တီ1ပတ်တီပေါ့6နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေကတော့69 62 63 60เนาะဒါ6နဲ့ပတ်သက်တဲ့ main ကွက်ပါ69 62 63 60ပါเนาะ1နဲ့ပတ်သက်တာကတော့19 12 13 10ပဲဖြစ်ပါတယ်9121310ပါဒါ1နဲ့ပတ်သက်တဲ့အကြိုက်ဆုံး main ကွက်ပါကျွန်တော်ထုတ်ပေးတဲ့ main ကွက်ယောဂကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကြီးရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်အားအကောင်းဆုံးဝမ်းငိမ့်ဒီ6တဲ့ဝမ်းငိမ့်ဖြစ်တယ်အဓိကပတ်တိကိုဦးစားပေးဆော့ခြင်းနဲ့ညီကိုမောင်နှမတွေတောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာအားကောင်းဆုံးပတ်တိသည်6ပတ်တိ1ပတ်တိအားကောင်းဆုံးဖြစ်တယ်အကြိုက်တူရင်လိုက်ဆော့ပါအကြိုက်မတူရင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာပြစ်လို့ပေါက်လို့ရလို့လဲဘာမှပေးစရာမလိုဘူးเนาะအထူးပဲအားလုံးပေါက်တယ်ရတယ်ဆိုရင်ဝမ်းသာပီတိဖြစ်ပါတယ်เนาะကဲတောက်ကြနေနောက်ဆုံးအပိတ်ပွဲမှာเนาะကျွန်တော်ရဲ့ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးเนาะထပ်မံပြီးတော့ရကြပါစေထပ်မံပြီးတော့ကံကောင်းကြပါစေအားလုံးပဲအိတ်ကြီးကြီးနဲ့လွယ်နိုင်ကြပါစေဗျာเนาะ